ကျွန်တော်တို့ solar system တစ်ခုမှဆိုလို့ရှိရင်နှစ်ရှိလာများကျွန်တော်တို့အသုံးပြုရန်အတွက်ကျွန်တော်တို့ maintenance လုပ်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ဒီ electrical ပစ္စည်းတွေမှာဆိုလို့ရှိရင်အဓိကဘာလဲဆိုလို့ဖုန်းတွေရမ်းများလို့ရှိရင်ကျွန်တော်တို့ short ဖြစ်ပြီးတော့တက်တန်းကျွန်တော်တို့တိုးပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီ solar system တစ်ခုကိုနှစ်ရှိကျွန်တော်တို့အသုံးပြုရန်အတွက် maintenance လုပ်ဖို့လိုအပ်ပါတယ်လို့ရှိရင်ကျွန်တော်တို့အနေနဲ့ဘယ်လို maintenance လုပ်ရမလဲဆိုတာကိုကျွန်တော်တို့အဆင့်ဆင့်ရှင်းပြမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ solar system တစ်ခုကိုကျွန်တော်တို့ဖုံတန်ရှင်းလုပ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီ solar system တစ်ခုလုံးကိုကျွန်တော်တို့ shut down ချထားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ solar ကိုကျွန်တော်တို့ inverter ကိုစပိတ်ပါမယ်ဒါလေးကိုပြလိုက်ကျွန်တော် inverter ပိတ်ပြီးလို့ရှိရင်ကျွန်တော်တို့ battery breaker ချပါမယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ solar breaker ကြီးချပါမယ်ကျွန်တော်တို့ inverter output ပဲလေကျွန်တော်တို့ချပါမယ်ခင်ဗျာဒီ solar system တစ်ခုလုံးကိုကျွန်တော်တို့shut down ချပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီ net ကလေးတွေဒီအောက်ကပါတဲ့ net ကလေးတွေကျွန်တော်ဖြုတ်ပါမယ်ဖြုတ်ပြီးလို့ရှိရင်ကျွန်တော်ဒီကောင်လေးကိုကျွန်တော်ဖွင့်လိုက်ပါမယ်ခင်ဗျာဟုတ်ကျွန်တော်တို့အထူးသတိပြုရမှာတော့ကျွန်တော်တို့ inverter ကိုပိတ်ထားပါမယ် solar breaker ကြီးလည်းချထားပါမယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ AC အဝင်ထွက်တွေလည်းကျွန်တော်တို့ breaker တွေကိုချထားပါမယ်အဲ့တော့ကျွန်တော်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘက်ကကျွန်တော်တို့ပါတဲ့စကားလေးတွေလည်းဖြုတ်ပါမယ်ခင်ဗျာကျွန်တော်တို့ဒီ solar system တစ်ခုလုံးကိုကျွန်တော်ချက်တောင်းချပြီးလို့ရှိရင်ကျွန်တော်တို့ဒီလိုကျွန်တော်တို့ဒီ air gun ကျွန်တော်တို့နဲ့သို့မဟုတ်ကျွန်တော်တို့ဘလိုရာအောင်မှ DC ပါတဲ့ဘလိုရာဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ဒီလို air gun လေးတစ်ခုလိုအပ်ပါမယ်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ချပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီကောင်လေးတွေကိုထဲကိုတတ်တရာပဲမှုတ်ပါမယ်ပုတ်တဲ့ဟာလေးရဲ့battery breaker တွေကအချိန်ကြာနေတဲ့ပြန်နဲ့ကျွန်တော်တို့ net တွေရောတတ်ပါတယ်အားတွေကိုကျွန်တော်တို့အကုန်လိုက်ချက်ပါမယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ inverter ပေါ်မှာလည်းကျွန်တော်တို့ချက်ပါမယ်အကုန်လုံးလှုပ်ဆောင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ inverter အဖုံးတွေကျွန်တော်တို့ breaker ဖုံးတွေကိုကျွန်တော်တို့ပြန်လည်ဖုံးပါမယ် battery breaker ကိုစတင်ပါမယ်နောက်ပြီးတော့ကျွန်တော်တို့ inverter ကိုဖွင့်ပါမယ်ကျွန်တော်ဒီမှာ battery နဲ့ inverter နဲ့ကျွန်တော်တို့ BMS ချိန်ပြီးတော့လောက်ကလေးဆိုင်ကျွန်တော်အိမ်ပုံလေးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ solar breaker လေးတွေကျွန်တော်စတင်ပါမယ်ဒီလို solar ပုံလေးကျွန်တော်တက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့ inverter output ကိုကျွန်တော်တို့စပြီးတော့ဖွင့်လို့ရပါပြီဒီကောင်ရပြီပြီးလို့ရှိရင်ကျွန်တော်တို့ EVC in breaker ကိုလည်းပြန်တင်ပါမယ်ခင်ဗျာဒါဆိုလို့ရှိရင်ကျွန်တော်တို့ EVC ကျွန်တော်တို့ဒီဝင်လည်းပြပါပြီအားလုံးကျေးဇူးတင်ပါတယ်